ခမရတော်တော်စိတ်မာတာပဲကောင်းပါလေဟိုတုန်းကလာကြုတ်ပြောသလိုခမရလုတ်ခဲ့မယ်ဆိုအရင်နှီးလည်းမဆုံးရှုံးအမျက်တွေအများကြီးရခုတော့ဗျာနှမျိုးစရာဒီစားကဲပြောပါကျွန်တော်ပါကူပြီးရချုပ်ပါဦးဒါကြောင့်ပြန်လုပ်အဲ့ဒါပြောတာအစကတည်းကအဲ့လိုသဘောတူခဲ့များပြီးရောမောင်ခေါ်တော့ကဗျာမထူးပဲနဲ့အောင်ကျော်ခေါ်မှဗျာထူးကျင်တာကိုအေးဗျာခမရဆုံးရှုံးသွားတာလေစိတ်မကောင်းဒီတော့ခမရစိတ်တက်လည်းကြာမနေနဲ့ဝင်လည်းနဲမနေနဲ့အားလည်းငဲမနေနဲ့ခမရလူတဲ့အရင်ကြီးချုပ်ထုတ်ပြီးပြန်လုပ်လိုက်ခဏလေးပါဗျာဒါလေးပါလွယ်လေးတခုတော့ရှိတယ်ခမည်းကျုပ်ပြောတဲ့ဈေးနဲ့ဝယ်ရမယ်ကျုပ်တို့ပြောတဲ့ဈေးနဲ့ရောင်းရဒီတခုတော့ခမည်းလိုက်တာနောက်ထပ်ပါမှားစရာရှိသေးကျုပ်တို့ပြောတာသဘောတူကြီးဆိုရင်တော့မှားစရာမရှိတော့ပါအထူးတလည်းမှားစရာရှိရင်လေကျုပ်တို့ခမည်းပြောရေချိုးကန်းနဲ့အိမ်သာဘယ်နှမှာများရှိမလဲဥတာကျော်နောက်တဲ့ဝင်သွားညာဘက်မှာရေချိုးကန်းနဲ့အိမ်သာရှိဘလို့လဲကျွန်တော်ပြောတာကြာသွားလို့အပေါ့ပါသွားကျင်စိဖြစ်နေတယ်လေတွေးတွေပင်ရေနဲ့ဆေးကျင်လို့ပါဟမ်ဘလို့